ရှင်ဖျားကိုတပည့်တော်လျှောက်ပြတယ်ဗျာမီးကိုမလောင်ငင်ကတားဆိုတယ်လို့စဉ်းစားတာပြကြရအောင်လို့ပါအရှင်ဖျားကိုတပည့်တော်ဆုံးမပြုခဲ့တာ7 နှစ်ရှိပါပြီဗျာဒီလောက်ကာလရှိကြလေကြတော့လေအရှင်ဖျားနဲ့တပည့်တော်တို့ဇနီးpeopleကဆရာတကာဖြစ်တာမကမိဘနဲ့သားရင်းလို့တောင်းစီတွဲလာခဲ့ကြတယ်ဒီလိုရှင်ဖျားရဲ့တောပါမြောက်ချင်းပွင့်မွေနေနေပြောကြဆိုလားဗျာအရှင်ဘုရားဇာတိအဖြစ်နဲ့ဉာဏ်တော်မျိုးတွေကဖြစ်ပါတယ်ကျိုးကြီးအဖြစ်နဲ့တည်နေလှပါလို့ဖြစ်ပါတယ်အတေအဖြစ်နဲ့ပြီးပြီးလေးနည်းနည်းရှိပါတယ်ဒါကြောင့်ကာမဘောဂီလောကီတုံးသားမရအိမ်တော်ပြုရအောင်လူပေါင်းမျိုးချိုးသက်စင်းတဲ့တိုင်းတတိတော့အပြစ်မတင်ပါဘူးဗျာအပြစ်မတင်ပါဘူးဘုလိုစီဟိုကရဝတတမန္တာကိစ္စများမြောင်လူလူပေါ်မှာမင်္ဂလာဆောင်တာကစားပြီးအရင်နေ့ရောင်းဝယ်ကုန်တယ်လေလူဖို့ငွေတုတ်တော်လူသဘောဗျာဒီလိုလည်းဘာမှမပူပါနဲ့ဗျာတတိတော်တို့ကမိဘရာကစားတာတာဝန်ကြီးအောင်အိမ်တဆောင်ကြီးတောင်ထူထောင်တဲ့အထိဆောင်ရွက်ပေးပါမယ်ဗျာအရှင်ဘုရားကဝိနည်းတော်လည်းမကျိုးပါအောင်ရာဇဝမှုလည်းမတည့်ရအောင်တိလကူသာစောင့်ရှောက်တော်မူစေခြင်းပါတယ်ဗျာဂါကြီးဘာလို့ဆိုလိုတာလဲအတူဆုံးသာလျှောက်စမ်းပါအတူဆုံးလျှောက်ရမှာကြီးယူထားတဲ့ဗဒမြပြန်ပြီးပေါ့ဗျာယဟန်ကလည်းအတူဆုံးဖြစ်နေဗဒမြကိုယဟန်မယူဘူးဒါကြောင့်ပြန်ပေးစရာလည်းမရှိပါဘူးရောက်ချမ်းသာကိုကိုရှာတော်ပေါင်းစည်းရဲ့ကြောင်းဆိုတာသူတော်ကောင်းတို့အလုံးမဟုတ်ပါဘူးဗျာမင်းမာတာကိုပြန်မနိုင်တပည့်တော်တို့တိတ်နှမ်းအသက်ခံရမှာတပည့်တော်တို့ဒီသောစုတက်ကိုချမ်းသာပေးတော်မူပါဗျာချမ်းသာပေးတော်မူပါတခါကြီးရဲ့ဗဒမြကိုယဟန်မယူတာမှန်ပါအရှင်ဘုရားတပည့်တော်နှစ်ယောက်တည်းရှိတာအရှင်ဘုရားမျိုးမတူချူလဲကဲရှင်ဗျာတပည့်တော်မရက်ဆက်ချင်ဘူးဗျာဒါပေမဲ့ဗဒမြားမှပြာမရရင်တော့မရှုမလားဖြစ်ခါမှဖြစ်ရောရိုက်เสียရပါလိမ့်မယ်တခါကြီးရဲ့ဗဒမြာကိုယဟန်မယူတာမှန်ပါမင်းတွေဖတ်လို့မလဲကွာဟမ်ဘယ်လိုလုပ်လဲလူတော်မှလူကောင်းမဟုတ်လူရောက်မှာတခိုးဘယ်များကိုဒင်းခိုးထားတာမိမိရဲ့ဘယ်များကိုဒင်းခိုးထားတာကတ်လိုက်တာဗျာဟဲ့ဘာစင်းသားပြလို့လဲဘယ်များကငါသွင်းလို့လုပ်နေတယ်သူဆုံးတာဝင်လားသူ့နေရာထိုင်နေပြီးတော့သူဝင်းထိုင်သူ့တပည့်ကိုယူပြီးဆုံးလုံးကငါမီးဖို့လည်းဝင်သွားတယ်မီးဖို့လည်းဆုံးလုံးပြီးငါပြန်ထွက်လာတယ်သူ့ကိုဆုံးကမလို့လုပ်တော့ငါထဲတဲ့ခွက်ထဲကြည့်လိုက်တော့ဘယ်များမရှိတော့တဲ့အိမ်လုံးကသူနဲ့က2ယောက်တည်းတော့မိမိ2ယောက်တည်းသူ့မိမမယူလိုက်ခဲ့စဉ်းစားတာလို့သေးလားလို့သေးလားရှင်ပြားတပည့်တော်မဆဆဲမအောင်ပြားတယ်လေအခုမရှိတော့ဘူးပါဗျာဗဒမြကိုယဟန်မယူတာမှန်ပါတကယ်ပါကြီးဟာတခိုးကခိုးတယ်ပြောမလားကွာကြားလိုက်ကွာ别管他，没多话。你管呢？先别叫人我别，先别叫人我别，干嘛来的？嘿，叫人我。不是别没俺们先看一摸个，真的没谁也不管。妈妈，哎，你不是娘有几岁？怎么这个人就看没比方呢？没那管的吗？没那管的。你们那个有些比如也没骂的，啊，咋看呀嘛哈，咋看呀嘛？你好就过回家呀？家里瓜多么的跟这。路么些，
ဒီဂျိုးကောင်ကိုကြောက်စက်ကိုတိုက်ရရနာသုံးမကိုပြင်းမမိလားဆိုလို့ပါဆရာရဲ့မလို့ပါနဲ့ရရနာသုံးမကောင်ကိုယုံကြည်လို့မိခိုလို့ကြီးညိုလို့ကြောက်သွန်းလို့ပြုခဲ့တာနှစ်ပြိစီတာကြားကြပါခရီးတော့သင်ကတန်ခါလည်းမဟုတ်တော့ရဟန်းလည်းမဟုတ်တော့သခေါ်အိုးမကြောက်မနာတာဆရာရဟန်းတော်တပါးအတွက်ကြော်မကောင်းကြားမကောင်းမပြောပါနဲ့ဆရာကြော်ကမှကြော်တော့ကြားကမှကြားတော့မဟုတ်တာလို့ရင်တော့သဘုတ်တွေလည်းအပြောခံရမှာပဲအဖြစ်ကိုကျုပ်ပြောမယ်မနေ့ကကောရမပြည်ကြီးအမိန်နဲ့ဗရညာသလုံးပြီးလို့ရွှေလိုက်လို့ကျုပ်တက်ခံတယ်တော့ခေါ်ရှိကမှုစုမနာတွေ့နေမှာတော့အဲ့မနေ့အာလုံးထဲမှာကျုပ်ရောက်ပြီးဆုံးဖြတ်ချက်ပြီးဗရညာကိုအဖတ်ပေါ်လို့ကြောက်ပြီးလို့နားမှာကြည့်ပြီးတော့သူထုံးလာကြွကားနဲ့ဗရညာကိုအပါချပြီးသူ့ဆွမ်းလို့ရောက်မိဖို့တောင်းနေဝင်သွားတော့ဘောတရားနဲ့တောင်းမကြဘူးပြန်ထွက်လာတော့ဗရညာမရှိတော့တိုင်တော့ကသူနဲ့တုတ်နှစ်ယောက်တည်းဒါတော့အမောင်လေးရောက်ငါတော့ပြောက်အမောင်ကိုခိုးငါမပြောပဲရှိပါသူ့မနာကအဲ့ဒီတော့မှပြန်ရောက်လာတာဟုတ်ပါဆရာကျွတ်တော့မြင်လိုက်ပါသေးတယ် ကျမပြန်ရောက်တော့ဒီမှာဆက်လာစီကနေဒိုးသဘုံထားနေပြီလေ ကဲကျုပ်နေရာမှာခင်ဗျားဝင်ပြီးကိုချင်းစာကြည့်တာဒီပြဿနာကိုဘယ်လိုရှင်းမလဲဟမ်ဒီပြက်နေကြည့်ရှင်းနေအောင်ဗျာရှင်ပြဘယ်လိုသဘောရအောင် တခါကြီးယဟန်မှာပေးစရာလည်းမရှိပါဘူးပြောစရာလည်းမရှိပါဘူးတီလာသာရှိပါလေ ဟုတ်ပါဘူး